ရှေးရှေးတုန်းကရွာတရွာမှာဦးလောဘဆိုတဲ့လယ်သမားတဦးရှိပါတယ်သူဟာငကိုကလေးကချမ်းသာကြွယ်ဝသူဖြစ်ပေမဲ့စိတ်ထဲမှာတော့ဘယ်တော့မှရောင်ရဲမှုမရှိပါဘူးအများကြီးရမှဆိုတဲ့စိတ်ကသူ့ကိုအမြဲတမ်းစိုးမိုးထားပါတယ်တနေ့မှာတော့ဦးလောဘဟာတောထဲကိုတစ်တီးသွားခူးရင်းထူးဆန်းတဲ့နတ်သမီးတစ်ပါးနဲ့ဆုံခဲ့ပါတယ်ဦးလောဘရဲ့လောဘဇောတိုက်နေတဲ့မျက်နှာကိုကြည့်ပြီးနတ်သမီးကစမ်းသပ်ချင်တာနဲ့ဒီလိုပြောလိုက်ပါတယ်အချင်းလူသားမင်းရဲ့လိုချင်တတ်မှတ်မှုကိုငါသိတယ်ကဲဒီနေ့နေဝင်ချိန်ထိမင်းချေရှောက်နိုင်သမျှမြေနေရာအားလုံးကိုမင်းပိုင်စေရမယ်ဒါပေမဲ့စီကံတစ်ခုရှိတယ်နေမဝင်ခင်မင်းစထွက်ခဲ့တဲ့နေရာကိုပြန်ရောက်ရမယ်ပြန်မရောက်ရင်တော့ဘာမြေမှမရတဲ့အပြင်မင်းအသက်ပါဆုံးရှုံးရလိမ့်မယ်လို့မိန့်လိုက်ပါတယ်ဦးလောဘဟာဝမ်းသာအားရနဲ့ချက်ချင်းပဲစတင်ပြေးပါတော့တယ်သူဟာအလွန်လှပတဲ့လယ်ကွင်းတွေကိုဖျက်ကျော်ပါတယ်ဒီလောက်ရရင်တော့ပြီလို့စိတ်ကဖြစ်ပေါ်ပေမဲ့ရှေ့ကမြေစီလွှာကောင်းတဲ့နေရာတွေကိုမြင်ပြန်တော့ဟိုဘက်အထိပါယူဦးမယ်ဆိုပြီးဆက်ပြေးပါတယ်မွန်းတဲ့ချိန်ရောက်လာတဲ့အခါသူဟာအလွန်မောပန်းပြီးပိုက်ဆာလာပါတယ်ဒါပေမဲ့သူကဒီအချိန်မှာနားနေရင်မြေကွက်တွေနဲသွားလိမ့်မယ်ဆိုပြီးရေတောင်မတော့ပဲဆက်ပြေးပါတယ်သူဟာမြေကွက်တွေကိုအများကြီးရဖို့အတွက်ပိုဝေးတဲ့နေရာတွေထိပတ်ပြေးနေမိပါတယ်နေကအနောက်ဘက်ကိုစောင်းလာပါပြီးဦးလောဘဟာသူပြေးခဲ့တဲ့လမ်းကြောင်းကအရန်ဝေးနေမှန်းသတိထားမိလိုက်ပါတယ်သူဟာအသက်လူပြီးမူလနေရာကိုပြန်ပြေးရပါတော့တယ်ခြေထောက်တွေကညောင်းညနေပြီးအသက်ရှူရတာလည်းခက်ခဲနေပါပြီဒါပေမဲ့သူ့စိတ်ထဲမှာမြေကွက်တွေအများကြီးရတော့မယ်ဆိုတဲ့လောဘကတွန်းအားပေးနေတော့မှနေမဝင်ခင်စက္ကန့်ပိုင်းလိုမှာပဲဦးလောဘဟာနတ်သမီးရှိတဲ့မူလနေရာကိုအမောတကောနဲ့လှမ်းကင်လိုက်နိုင်ပါတယ်သူအောင်မြင်သွားပါပြီဒါပေမဲ့အလွန်အမင်းမောပန်းနွမ်းနယ်မှုနဲ့လောဘဇောကြောင့်သူ့ရဲ့နှလုံးသွေးရက်တန့်ပြီးအဲ့ဒီနေရာမှာတင်လဲကျသေဆုံးသွားပါတော့တယ်။နောက်ဆုံးမှာတော့ဦးလောဘအတွက်အများကြီးပိုင်ဆိုင်ဖို့စူးစမ်းခဲ့တဲ့မြေကွက်တွေဟာဘာမှအသုံးမဝင်တော့ပဲသူ့ရဲ့ရုပ်အလောင်းကိုမြုပ်နှံဖို့6ပေစာမြေကွက်လေးသာရရှိပါတော့တယ်။သင်္ကန်းစာအများလိုအ ਨੇ ရဆိုတကယ်တော့အတိုင်းအဆမရှိလောဘကြီးလွန်ခြင်းသည်ရတဲ့ရထိုက်သောအရာများကိုပါဆုံးရှုံးစေုံသာမကမိမိကိုယ်ကိုပါပျက်စီးစေတတ်ပါသည်။